အေဝိုင်းဒီချောင်းမချဲလန့်လာခေါ်ရတယ်နော်ကျွန်တော်ကသူ့ကိုတက်နိုင်ရင်တကယ်တက်နိုင်9000ရမယ်တဲ့နော်ကျွန်တော်ကတစ်ခါတည်းနဲ့တမယာတိစိတ်စားရမယ်တဲ့ဒါဒီမှာတမယာတိပါအစင်းသိပြီပါဗျာဒါမျိုးမှမချိုင်အေဝိုင်းဒီချောင်းကဖွက်ချောင်းဆိုရင်နမမှာချင်းပြန်နော်ဒီလိုချဲလန့်မျိုးတော့အေဝိုင်းဒီချောင်းတို့အကြိုက်ဆုံးပဲကဲအဲ့တော့အခုချက်ချင်းပဲပွဲစားလိုက်တော့ let's go ကြည့်နေပတ်စံ9000တမီးနဲ့အသွင်းနဲ့ရှာဗျအေဝိုင်းဒီချောင်းတို့အနေထားကိုရှိုးကြည့်ရနော်ပွဲစားထွက်တရားကိုတိတ်ခါရှိနေလမ်းလျှောက်ပြီးထွက်တာနော်ကိုရီးယားအိမ်နွေရှင်နဲ့တမယာတိတစ်စိတ်ကတော့ကျွန်တော်စားပြီးသွားပြီဗျာတိတာဒီကောင်းနေဟာစကေးရနော်ဒါပေမဲ့လည်းကျွန်တော်ဘလို့ပြန်လုပ်ပြမယ်ဆိုတာညီကိုတို့ရှိုးကြည့်လိုက်နော်ဟာအေးဟာဟာစကားပြောနေရတယ်ကွာ你别笑。ငါပစတိတော့ဝဲစားတော့မှာစားတမယာတိမှာအချိုသေးမရှိဘူးနော်အချိုသေးကိုမပြောနဲ့အချင်းသေးတော်ချင်းနေကြိုက်တယ်နှစ်သိန်းရှိပါပြီအေဝိုင်းဒီချောင်းမရကောပြတယ်ဗျာမလုတ်ချင်သေးလို့ကြည့်နေအောင်ညီကိုတို့ရှိုးကြည့်လိုက်ကျွန်တော်တမီးနဲ့အတွင်းနဲ့ညီမငွေ9000ဘလို့ရှာပြမယ်ဆိုတော့နော်ဒီမှာပထမ9000ရထားတယ်ဒါနဲ့ဆိုတသိန်းပဲလာခဲ့ဘယ်နော်အေးဘာစားညီလေးစားဝအောင်စားကွာညီလေး9000ပေးဖို့တာပြင်တော့ဟမ်ရှေကောင်းနေညီလေးဒါပဲကိုပဲရှိုးကြည့်လိုက်အောင်နော်အေဝိုင်းဒီချောင်းပတ်စံတသိန်းရသွားပြီကြိုက်တယ်နောက်ထပ်ထပ်ယူမှဒီပဲရှိတာတသိန်းနဲ့မလောက်သေးဘူးဟာရောက်ဒီပဲမပေါ်ရတယ်မြန်မာပြည်မှာငွေရှားရတာတဲလွယ်တာပဲလို့ရှူဒီတမယာဒီလုတ်ပဲပြစ်လိုက်တော့မယ်ကွာနော်ပတ်စံတသိန်းဝဲတော်ပြီဒါပဲယူလိုက်တော့မယ်